မင်္ဂလာပါရှင်မီရာဘိုက် channel ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ဖုန်းထဲကနေစကားပြောရုံနဲ့တစ်ဖက်လူလိမ့်နေပြီလားဆိုတာချက်ချင်းငိမ့်မိနိုင်မဲ့တိတ်ပန်နီးကြစိတ်ပညာတဲလွန်စာ6ချက်ကိုအတိအကျမျှဝေပေးတော့မှာပဲဖြစ်ပါတယ်နံပါတ်1အချက်အတန်အနှိမ့်နဲ့ရုပ်တရက်ပြောင်းလဲသွားခြင်းပထမဆုံးအချက်ကတော့အတန်အနှိမ့်နဲ့ရုပ်တရက်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်လူတစ်ယောက်ကလင်ပြောရမယ့်မိကွန်းတစ်ခုကိုကြုံလိုက်ရတဲ့အခါအုံနောက်ကနေစိတ်ဖိစီးမှုဟော်မုန်းတွေထုတ်လွှတ်ပြီးတော့လေကြောင်းတွေကအတက်အိုးချက်သားတွေကိုအလူအလျောက်တင်းကျပ်သွားစေပါတယ်။သူတို့ရဲ့လေတပ်ကပုံမှန်ထက်တိတိတတာမြင့်သွားတာဒါမှမဟုတ်အတန်ထုံခါပြီးခြောက်ကပ်သွားတတ်ပါတယ်။တချို့ကြတော့လေစကလုံးအငွေကိုတက်တက်ကွက်ကွက်မကြားစီခြင်းလို့အတန်ကိုတမင်နေပြီးတူတူလေးပြောတတ်ကြပါတယ်။ဥပမာမင်းညကဘယ်သွားနေရလဲလို့မေးလိုက်တဲ့အခါနေမဲ့သူကစိတ်လှုပ်ရှားပြီးဘာလို့မေးရလဲအိမ်မှာပဲရှိနေတာပေါ့ဆိုပြီးတော့အတန်ကဆူဆူကြီးဖြစ်သွားတာမျိုးပါနံပါတ်2စကားပြောနှုန်းနဲ့တုတ်ပြန်မှုကြားခြင်းဒုတိယအချက်ကတော့စကားပြောတဲ့အချိန်နဲ့မေးခွန်းမေးပြီးမှအဖြစ်ပြန်ပေးရကြခြင်းပဲဖြစ်ပါတယ်လိန်ညာချက်ဟာအမှန်တိုင်းပြောသလိုမညံကိုပဲဆွဲထုတ်ရုံနဲ့မရပဲရုပ်တိရှိမဲ့ဇလန်တစ်ပုဒ်ကိုဖန်တီးနေရလို့အုံနောက်ကပို့အလုံးလို့ရပါတယ်ဒါကြောင့်ပုံစံတစ်မျိုးနဲ့ပြသတတ်ပါတယ်ပုံစံ1ကြာမြင့်စွာစဉ်းစားခြင်းရိုးရှိတဲ့မေကွန်းကိုချက်ချင်းမဖြေပဲခဏတာအတန်တိတ်သွားတဲ့စက္ကန့်ပိုင်းလေးတွေကဇလန်းစင်ရဲ့တဲလွန်စာဖြစ်နိုင်ပါတယ်ပုံစံ2အလိုမြန်အောင်စကားပြောခြင်းကျူတင်ဇလန်းတိုက်ထားတဲ့အတွက်မီးလိုက်တာနဲ့ဒရက်ဆက်မြင်းမြန်းဆက်ဆက်ပြတ်ပြေးတာမျိုးပါဒါဟာမေဝန်းတွေထပ်မလာအောင်နဲ့ဒီအကြောင်းအရာနဲ့အမြန်ဆုံးကြော်လွှားခြင်းလို့ဖြစ်ပါတယ်နံပါတ်3မေကွန်းကိုထပ်ကတလဲလဲပြန်မေးခြင်းဖုံးပြောတဲ့အခါလိမ့်မဲ့သူရဲ့အသုံးအများဆုံးနည်းဗျူဟာကတော့အချိန်ဆွဲခြင်းပဲဖြစ်ပါတယ်။လိမ့်မို့ဇလန်းစဉ်းစားဖို့စက္ကန့်ပိုင်းမြအချိန်လိုချင်လို့တည့်ရဲ့မေကွန်းထပ်ပြီးတော့ပြန်မေးတတ်ကြပါတယ်။ဥပမာတင်းကအလုပ်ကိစ္စအတွက်ပတ်စံတွဲလိုက်ပြီလားလို့မေးရင်တစ်ဖက်လူကဟင်းပတ်စံတွဲလိုက်ပြီလားဟုတ်လားဒါမှမဟုတ်လိုက်မကောင်းလို့ဗာမေးလိုက်တာလဲထပ်ပြောပါအောင်ဆိုပြီးတော့တုတ်ပြန်တတ်ပါတယ်။သူတို့မေကွန်းကိုကြားပြီးမဲ့လိမ့်မို့အချိန်ဆွဲလိုက်တာပဲဖြစ်ပါတယ်။နံပါတ်4အသေးစိတ်အချက်အလက်များအလွန်ကျွံပြောခြင်းလိန်ပြောရတဲ့သူအများစုကသူတို့စကားကိုယုံကြည်စေချင်လို့အမင်းမရှိဘဲနဲ့အသေးစိတ်အချက်လက်တွေကိုတည့်ရမရှောက်ပြောတတ်ကြပါတယ်။စစ်ပညာမှာတော့ဒါကို too much information လို့ခေါ်ပါတယ်။အမှန်ပြောရတဲ့သူမနေ့ကပိတ်လို့အစည်းအဝေးနောက်ကျသွားတယ်။ရုပ်ရှိမရောလူရင်းမဲ့ပြောပါရဲ့။လိန်ပြောရတဲ့သူမနေ့ကလေအင်္ဂါနေ့လင်းနိုင်ခွဲမှာထွက်တာလမ်းထိပ်ရောက်တော့ကားတစ်စီးကဘိန်းပေါလို့လမ်းပိတ်နေရတဲ့ညပလန်းအပတ်တာအဲ့မှာလည်းမိပွဲမိပြန်ရောစားသဖြင့်မမေးတဲ့အချက်တွေထိအပေါ်တွေအများကြီးထည့်ပြောတတ်ပါတယ်။အသေးစိတ်တွေအများကြီးပြောနိုင်နေလေဇလန်ကအစ်စ်တူပဲလေလို့သူတို့ကချနေကြလို့ဖြစ်ပါတယ်။နံပါတ်5ခုခံကာကွယ်သည့်လေတံနဲ့အကြောင်းအရာတွေပြောင်းခြင်းဖုန်းထဲမှာစကားပြောရင်တစ်ဖက်လူကရုပ်တရက်အလိုမကျဖြစ်လာတာဒါမှမဟုတ်တဲ့ုံပြန်ပြီးအဖြစ်တဲ့လေတံမျိုးပြောင်းလာရင်ဒါဟာလိန်ညာမှုရဲ့တိတာရဲ့လက္ခဏာပဲဖြစ်ပါတယ်။သူတို့ဟာတန်တရားဝင်ခံရတာနဲ့တင်ကြောက်လန့်ပြီးဒေါသထွက်လာကနေရငေါ့မယုံဘူးလားဒါမှမဟုတ်ရင်ဒီလောက်လေးပြောတာကိုဘာလို့ဒီလောက်စစ်ဆေးနေရတာလဲဆိုပြီးတော့တင့်ကိုပြန်ပြီးတော့တက်ခိုက်တတ်ပါတယ်။မေးခွန်းဆက်မမေးရအောင်ချင်းချောက်ပြရနဲ့။အော်ဒါနဲ့နေပါအောင်ဆိုပြီးအเจ้าရာကိုချက်ချင်းအခြားဘက်ကိုလွှဲပြောင်းတော့တက်ကြပါတယ်။နံပါတ်6အသက်ရှူတန်ပြောင်းလဲခြင်းနဲ့ချောင်းဟန်ခြင်းနောက်ဆုံးချက်ကတော့ဖုန်းထဲကနေအမိဖမ်းလို့ရတဲ့ရုပ်ပိုင်းဆိုင်ရာတန်သေးတွန်စားတွေပဲဖြစ်ပါတယ်။လိန်ပြောတဲ့အခါခန္ဓာကိုယ်ရဲ့ autonomic nervous system ကြောင့်နှလုံးခုန်တုံညံလာပြီးတော့အသက်ရှူရဖြစ်တောင်းဖြစ်လာတတ်ပါတယ်။ဖုန်းနဲ့ချက်ထဲရတယ်ကြားနေရတဲ့တစ်ဖက်လူရဲ့အသက်ရှူတန်ကပြင်းလာတာဒါမှမဟုတ်ရင်အသက်ရှူတန်မြန်လာတာမျိုးတတိထားကြည့်ပါထို့ပြင်စိတ်လှုပ်ရှားမှုကြောင့်ဗဇက်နဲ့လေချောင်းတွေကတတွေးထွက်နှုံရောက်ကြပြီးအကောင်၆တွေ့သွားတတ်တဲ့အတွက်ခဏခဏချောင်းဟန်တာဒါမှမဟုတ်တတွေးအကျယ်ကြီးနှူချတာတွေကိုလုပ်တတ်ကြပါတယ်ကဲအခုပြသွားတဲ့အချက်6ချက်ကိုခြုံငုံကြည့်မယ်ဆိုရင်ဖုန်းထဲကနေစကားပြောတဲ့အခါတစ်ဖက်လူရဲ့အတန်အနေထားစကားပြောတဲ့အချိန်နဲ့သုံးလုံးလိုက်တဲ့စကားလုံးတွေကသူတို့ရဲ့ယူသားမှုကိုတိုင်းတာနိုင်တဲ့ပြထားနိုင်တွေပဲဖြစ်ပါတယ်ဒါပေမဲ့စိတ်ပညာအရာအရေးကြီးဆုံးသတိပေးချက်တစ်ခုကတော့ဒီအချက်တွေကတစ်ချက်တည်းကြော်ရုံနဲ့တူလိမ့်နေပြီလို့ဆုံးဖြတ်လို့တော့မရပါဘူးအထူးကတော့ထို့သူရဲ့ပုံမှန်စကားပြောပုံနဲ့ကွဲဒီကွာချားနေဖို့လိုတယ်ပေါ့နော်ပုံမှန်ဆိုအစ်စ်ပြောတတ်တဲ့သူကမေးခွန်းတစ်ခုမေးမှရုပ်တရက်ကြီးလေးစံတွေမြင်စကားတွေမြင်ပြီးဒီချက်တွေကအပြုံလိုက်ဖြစ်လာရင်တော့ကသူတစ်ခုခုဒီစားပေါက်လိမ့်ကဖုံးကွယ်နေပြီလို့တော့ကောက်ချက်ချနိုင်ပါတယ်တငယ်ချင်းတို့ကဖုံးပြောရင်းနဲ့တစ်ဖက်လူလိမ့်နေမှကိုယ့်ရဲ့ပင်ကိုတိစိတ်နဲ့ဖြစ်ဖြစ်အခုလိုအတန်အနေထားကြောင့်ဖြစ်ဖြစ်ရိမ့်မိခဲ့ဘူးတဲ့အတွေ့အကြုံမျိုးတွေရှိကြလားရှင်ရှိခဲ့ရင် comment မှာမျှဝေပေးခဲ့အောင်နော်ဒီဗီဒီယိုလေးကတငယ်ချင်းတို့အတွက်အသုံးဝင်ပြီးစိတ်ဝင်စားဖို့ကောင်းနေဆိုရင် like ပေးခဲ့ဖို့မမေ့ပါနဲ့အောင်
မီရာဘိုက်အနေနဲ့နောက်ထပ်လဲစိတ်ဝင်စားစရာအကြောင်းအရာကောင်းနေတဲ့တူခင်လာခဲ့ပါမယ်အားလုံးဝိုင်းပြည့်ရှင်စရာနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ဘိုင်ဘိုင်